ပိန်သွားရင်တော့ရှိတဲ့အရွယ်ထက်ပို့ပြီးတော့ငယ်သလိုခံစားရပြီးတော့ပိုလှလာတာတော့မှန်တယ်ပေါ့နော်ဒါပေမဲ့အဓိကကျတော့ကိုယ့်ရဲ့အဓိကသွားမဲ့လမ်းကြောင်းကပိန်မှုတစ်ခုလည်းမဟုတ်ဘူးကျန်းမာပြီးတော့လှပဖို့ကျန်းမာပြီးတော့ပိန်ဖို့ပေါ့ဆိုတဲ့အခါကျတော့အဲ့ဒီအချိန်မှာအဓိကဘာလဲဆိုမျိုးတို့ကလေတခါကြလို့ရှိရင်ကိုလှပဖို့လည်းသုံးတယ်စားတောက်ဖို့လည်းသုံးတယ်ကိုအဲ့လိုပေါ့ခီးသွားဖို့ဇင်ခံဖို့ပေါ့နော်အရာအားလုံးနေသုံးတာတွေများတယ်ပေါ့နော်တို့ပြင်မဲ့တခါကျအဓိကကျန်းမာရေးနဲ့ပတ်သက်လို့ဆေးစစ်တဲ့နေရာမှာကုန်ဖို့မနှမျောပါနဲ့လို့ဟိုစစ်စစ်တဲ့အချိန်မှာမျိုးတို့ကလေတချို့ကရှိရစစ်စစ်ပြီးလို့ရှိရင်ဟာဘာယောဂမှလည်းမရှိဘူးစစ်စစ်တာကုန်သွားတာပဲဖက်တယ်မဟုတ်ဘူးအဲ့ဒါတနည်းအားဖြင့်စိတ်ကျန်းမာရေးကုတာနဲ့လည်းတူတယ်လို့ပြီးတဲ့အခါကျကိုယ့်ရဲ့ပျော်ရွှင်ခြင်းကိုတော့ဝယ်ယူလိုက်တာတေချာတဲ့ဟာကိုလုပ်တာပေါ့နော်ဆိုတော့မျိုးဆိုအဲ့အချိန်မှာစစ်စစ်တာပတ်စံတော်တော်ကုန်ပါတယ်ဒီကနေပြီးတော့တေချာလမ်းညွန်ပြီးမျိုးဘန်ကောက်မှာကိုသွားစစ်လိုက်တာအသေးစိတ်ပေါ့နော်အသေးစိတ်ဘယ်အစားအစာနဲ့မတည့်ဘူးလဲဆိုတာအစပြီးလို့ရှိရင်ဘယ်စားစာစားရင်ခန္ဓာကိုယ်ကဖောရောင်တက်လဲပေါ့နော်ဘယ်စားစာအဲ့လိုအစားအစာအစပေါ့နော်အဲ့လိုမျိုးအသေးစိတ်ကိုစစ်တာတကယ်လဲကုန်သွားတယ်ဒါပေမဲ့အရန်ပျော်ရွှင်ရတယ်ဘာလို့လဲဆိုတော့ကျမ်းမာတယ်ဆိုတော့အတိပေါ့နော်ပြီးတော့ဟိုဘလုံးအကျော်လေးတွေရဲ့တက်တန်းလို့တက်မလားအဲ့လိုအရေပြားလေးတွေဘယ်လောက်ကျမ်းမာလဲပေါ့နော်ဆိုတော့အဲ့လိုစံစားကနေခြေပြားအထိပေါ့အကုန်လုံးမိန်းကလေးတယောက်မှာစစ်တိုက်တာလေအကုန်လုံးစစ်လိုက်တဲ့အချိန်မှာပြန်ရတဲ့ကုံသွားတဲ့ပတ်စံနဲ့ပြန်ရတဲ့ပျော်ရွှင်မှုနဲ့ကဟိုလောက်ပေါ့မလားဟိုနှိုင်းရှင်လို့တော့မရအောင်အရန်ပျော်သွားပြီးတော့အရန်စိတ်ချမ်းသာသွားပါတော့ပြီးတဲ့အချိန်ညမှာအဲ့ကြမှာဒေါက်တာတို့ကအဲ့ဒါတွေအကုန်စစ်ပေးပြီးတော့မှဒါဒီဆေးကိုထိုးလို့ရတယ်ဆိုတဲ့အကြောင်းအထိုးတဲ့အချိန်မှာလဲပေါ့နော်ဒိုးစီကတေချာကိုလုတ်ပေးတာပေါ့နော်ဆိုတော့အဓိကဘာလဲဆိုတော့ဟိုလှကျင်တာတော့မှန်တယ်ဒါပေမဲ့မျိုးကကျန်းမာပြီလှကျင်တာဟုတ်တယ်မျိုးပြောသလိုပဲဒီပိန်ချင်းဝချင်းကအဓိကတော့မဟုတ်ဘူးပေါ့နော်ပြီးတော့အကြောင်းတရားတွေကလည်းလူတယောက်မှာဆော့ဆော့ပြောလို့ဖောတဲ့ဟာမျိုးမှာဆိုရင်အစားအသောက်ပေါ့ဖို့ allergy ကြောင့်လည်းသူကဖော်ရချို့ကြတော့ဒီစားတဲ့ဟာမှာသူတို့အတွက်ဓာတ်မတည့်တဲ့ဟာတစ်ခုခုဆိုရင်လည်းဥမာရောင်ရမ်းမှုဖြစ်ပြီးတော့ဖောတာမျိုးရှိအဲ့တော့ဝချင်းပိန်ချင်းအကြောင်းတရားတွေကိုဒီကကိုကမသိနိုင်ဘူးလေအဲ့တော့လိုအပ်တဲ့စစ်ဆေးမှုတွေအကုန်ပေါ့ပြုလုပ်ပြီးတော့ဟိုတိကျထွက်သွားတဲ့အတွက်ကြောင့်နီးလန်လမ်းမှန်နဲ့ပိန်ချင်းတရားဆော့ဆော့ပြောရဲနှုတ်ပြိုပြီးတော့လှတဲ့ဘက်ကိုသွားတဲ့ဥတီချက်ပေါ့နော်ပြောရကတော့အဲ့လိုမျိုးအဓိကဥတီရယ်နောက်တစ်ခုကျတော့လေမျိုးကကျတော့အဲ့လိုစိတ်နဲ့ဘယ်လိုခေါ်မလဲစိတ်ခံစားမှုနဲ့အသက်ရှင်ရတာပုံများတယ်ဟုတ်စိတ်ခံစားမှုဆိုတာလေအဲ့လိုပေါ့စိုးရင်ပူပန်ကြောင်းကြတာရှိရမှန်မယ်လေအဲ့လိုမျိုးဟိုပါပေါ့ကိုလုံးနိုင်တယ်ကိုလုံးမဖြစ်မယ်လုပ်ကိုလုံးရမယ်ဆိုတော့အဲ့လိုမျိုးဟိုဘယ်လိုခေါ်မလဲစိတ်မာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာဒီဆေးထိုးတဲ့အချိန်မှာလေလူတွေကဘာလဲဆိုတော့နာမှာကြောက်တာတစ်ခုရယ်ပြီးရခါအမှတော့ကိုအဲ့လိုမကြောက်ခဲ့ဘူးပေါ့နော်ပြီးရခါကျလို့ပေါ့မူးတယ်ပေါ့နော်ဆရာဝန်နဲ့အဲ့လိုဆွေးနွေးရတဲ့အချိန်မှာဒေါက်တာတွေကအကြံပေးရပေါ့မူးတချို့ကမူးတက်တယ်တချို့ကဒေါသကြီးတယ်ဆိုတော့ရှင်းအဲ့လိုရှိကြတယ်ဆိုတော့တခါကျရင်မျိုးအမျိုးသမီးများစုကလည်းအမျိုးသားတွေလည်းတခါလေးဖြစ်တတ်ပါတယ်ဒါပေမဲ့အမျိုးသမီးများစုကလည်းစိတ်ညှို့တယ်စိတ်ညှို့တယ်စိတ်ငယ်တယ်ကျင်နာတတ်တယ်ကျင်နာမှုကိုလိုချင်တယ်အဲ့ခါကျဘာဖြစ်လဲဆိုတော့ဒေါက်တာကတော့အဲ့လိုပေါ့ဒီလိုအနေထားရရှိရလို့ပြောပြလိုက်တဲ့အချိန်မှာဟာဆေးထိုးတော့မူးမှာဒါမှဆေးထိုးရင်တော့အမှလာမသိဘူးဆေးထိုးရင်တော့ခေါင်းကိုက်မှလာမသိဘူးဆေးထိုးရင်တော့အဲ့လိုဒေါသကြီးမှလာမသိဘူးဆိုတော့ခံစားချက်ရှိတယ်အဲ့ဒီချိန်မှာမျိုးရဲ့အားသာချက်ကဘာလဲဆိုတဲ့အခါကျဆေးထိုးရင်ပိန်ပြီးလာတော့မှဆိုတဲ့ခံစားချက်ပဲရှိတယ်အဲ့ခါကျတော့တခြားလူတွေပြောနေသလိုတချို့အဲ့လိုမျိုးအပြင်ကတခြားလူတွေသွားနေသလိုပြောနေသလိုမျိုးအဲ့လိုတစ်ခါမှမျိုးတော့မခံစားဘူး။အဲ့ရတစ်ခါလားမသိခေါင်းကိုက်တယ်လို့ခံစားရရှိပေမဲ့အဲ့တစ်ခါလဲဘာလဲဆိုတော့အားလုံးကဝိုင်းပြီးတော့အဲ့လိုပေါ့ပြောနေတာအဲ့လိုခေါင်းကိုက်တက်ခေါင်းကိုက်တယ်ဆိုတဲ့အချိန်မှာခေါင်းကိုက်တော့ဟာတကယ်ပုံမှန်မျိုးထိုးလာတဲ့တောက်လျှောက်ခုတစ်နှစ်ရှိပြီတစ်နှစ်ကျော်တစ်နှစ်တောင်ကျော်တော့တစ်နှစ်ကျော်တော့မှအဲ့တစ်နှစ်ကျော်လာတဲ့အချိန်မှာအဲ့တစ်ချိန်ပဲဖြစ်ဘူးပဲအဲ့ဒါကလည်း test မှာဖြစ်တာမဟုတ်ဘူးဂျားထဲမှာပြောလိုက်တဲ့အချိန်မှာအရင်အဲ့လိုစိတ်ငယ်ပြီး cycle ဖောက်ပြီးတော့အဲ့လိုမျိုးလေးအားငယ်ပြီးတော့ view site ခံခြင်းနဲ့ယောဂဖြစ်သွားတာတောက်လျှောက်မှာမျိုးမှာအဲ့လိုပြိုးအန်တာလည်းမရှိဘူးခေါင်းကိုက်တာလည်းမရှိဘူးမူးတာလည်းမရှိဘူးအဲ့ဒါဘာလဲဆိုစိတ်ပဲဘာဆိုလှကျင်တဲ့စိတ်ကကျန်တဲ့ဟာကိုကြော်သွားပြီးတဲ့ခါကျတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကလည်းအဲ့ဒီဟာတွေအကုန်လုံးကိုဘယ်လိုပြောမလဲလက်ခံနိုင်တာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့အဲ့ဒါတွေမလုပ်ခင်မှာမျိုးကလုံးဝ American check up ကိုလုံးဝ detail လောက်ထားတဲ့အခါကျတော့အဲ့ဒီဟာပို့သေးကြတယ်ဆိုတော့မျိုးတခြားတငယ်ချင်းတွေကိုလည်းမျိုးအမြင်ပြောတယ်သူတို့ဟိုဘယ်လိုခေါ်မလဲရိုင်းထိုးလိုက်တာမဟုတ်ပဲနဲ့ဒေါက်တာနဲ့သေချာ discuss လုပ်ဟိုဒီမှာအဲ့လိုမျိုးသေချာလဲစိတ်ရှည်တယ်သေချာလဲမေးမြန်းသေချာ discuss လုပ်ပြီးတဲ့အချိန်မှာအဲ့လိုစိတ်ရဲ့ယုံကြည်မှုကလည်းနံပါတ်1အရေးကြီးရယ်ဒါကကြတော့စိတ်ရဲ့ယုံကြည်မှုကကိုယ်ပတ်စံသုံးနိုင်ခြင်းမသုံးနိုင်ခြင်းနဲ့တိုင်းတာလို့ရတာဟာမဟုတ်အဲ့တော့ကိုယ့်ရဲ့စိတ်ခံစားချက်စိတ်ရဲ့ယုံကြည်မှုသေချာ discuss လုပ်ပြီးတော့မှသေချာရဲဆိုတဲ့အချိန်စစ်ပြီးတော့ထိုးတာကောင်းတယ်ပေါ့နော်ဒီထွက်ဆိုးကျိုးတွေကိုကိုပဲခံရမှာခဏလေးတော့ပိန်သွားနိုင်တယ်ဒါပေမဲ့နောက်ဆက်တွဲပြင်